ဟုတ်ကဲ့ပါအခုမြင်တွေ့ရမှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမန္တလေးဘက်မှကုမဲမြို့ကိုသွားတဲ့လမ်းအဝင်တရားကြီးပဲဖြစ်ပါတယ်ဒီတရားကြီးရာဆိုရင်28ရက်3လ2025စကိုင်းပြည့်၍ကလင်မှာပြိုကျပျက်စီးသွားတဲ့တရားကြီးပဲဖြစ်ပါတယ်ကုမဲမြို့ဟာဆိုရင်ပြက်ခရွေတောင်းကင်တာဆယ်ဖိုးလင်းကူစတဲ့အထင်ကြီးကနေရာများတည်ရှိတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ဒီငလျင်မှာတော့လူတေပြောက်ရှိတဲ့အပြင်မြို့မှာရှိတဲ့အထင်ကြီးဖျားကြီးနှစ်ဆူလည်းခုဗီဒီယိုမှာမြင်တဲ့အတိုင်းပေါ့နော်ပြိုကျပျက်စီးသွားတာကိုဝမ်းနည်းပွဲတွေ့မြင်ရမှာဖြစ်ပါတယ်ထီတော့မကြသေးခင်ကမှတင်ထားတဲ့ဇေဒီဟာဆိုရင်လည်းစိန်ဘူးတော်ကနေစပြီးတော့ထိခိုက်ပျက်စီးသွားတာကိုဆက်လက်ပြီးတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ New Challenges Travel Management Solution Base ကဆိုရင်မြန်မာနိုင်ငံအနှံ့ငလျင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့ဖျားများကိုထပ်မံစီစဉ်ရိုက်ကူးတင်ဆက်ပေးသွားမည်ဖြစ်ကြောင်းအသိပေးကြောင်းကြအပ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်စောစောကပြောခဲ့တဲ့စိတ်ဘူးတော့ကြိုးကြသွားတဲ့စီတော်မြကြီးပဲဖြစ်ပါတယ်ဆက်လက်ပြီးကျွန်တော်တို့ရဲ့အစီအစဉ်များကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ကြားဖို့အတွက်ဒီနေရာကနေမြေတားရခံတိုက်တွန်းလို့ဆိုအပ်ပါတယ်ခင်ဗျာအားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ